AP ဘယ်နှခုလောက်ယူခဲ့လဲဘာ subject လဲဆရာAP physics ရယ်ပြီးတော့ AP literature high school subject တော့ဒီကိုရန်ဆယ်တော့ချက်စပန်နဲ့ပတ်သက်ပြီးပြောပြတယ်ဒါပေမဲ့ဒီမှာကိုယ်ဖြစ်ပြီး it was something new so like အရင်တော့ပြောပါနဲ့ဟုတ်ပြီးတော့နောက်ကြတော့တမီးမမလိုမျိုးတမီးလည်း student တော့ interest ဖြစ်ကြတော့တမီးလည်းဝင်တန်းပြီးတော့ get ရိုးရခဲ့ဟုတ်မင်္ဂလာပါ Success Prep Education Center နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တွေ့ဆုံဆွေးနွေးပွဲလေးကတော့ပညာရေးထူးချွန်တဲ့ညီမလေး2ယောက်အကြောင်းပဲဖြစ်ပါတယ်ဒီဘက်ကတော့သမီးကြီးဖြစ်တဲ့ Michelle ထွက်ဖြစ်ပြီးတော့ဒီဘက်ကတော့သမီးငယ် Melissa ထွက်ဖြစ်ပါတယ်သူတို့2ယောက်လုံးကကျွန်တော်တို့ Success Prep Education Center မှာသူတို့မြန်မာပြည်ကနေစရောက်ခဲ့ရပါတော့6တန်းနဲ့8တန်းနဲ့တည်းက design မှတ်နဲ့ကျောင်းတက်လက်ခံပေးကြတယ်အဲ့လိုကျောင်းတက်လာပြီးခွာတော့ကျွန်တော်သူတို့သက်ဆိုင်ရာကျောင်းတွေမှာလည်းထူးချွန်တဲ့ပညာရေးမှတ်တမ်းလေးတွေရှိခဲ့ကြတယ်အဲ့ဒါတစ်ဆင့်သူတို့12တန်းနှစ်မှာသက်ဆိုင်ရာတက္ကသိုလ် college တွေရှောက်ပြီးတဲ့အခါမှာ scholarship တွေ financial တွေအများကြီးရခဲ့ကြတာပေါ့နော်ကဲကျွန်တော်တို့အခုသမီးကြီးဖြစ်တဲ့ Michelle ထွန်းနဲ့စတိုင်အောင်သမီးနာမည်က Michelle ပါသမီး2018တုန်းက New York ကိုရောက်ပြီးတော့ New York မှာ middle school ကနေ10တန်းလောက်ကနေစတက်ပြီးတော့ဆရာတို့နဲ့တွေ့ပြီးတော့ high school ကိုတက်ပြီးတော့ဒီစာရီလုပ်ပြီးတော့ဟိုဟာ12တန်းနဲ့ရောက်ကော college ကို apply လုပ်ပြီးတော့2023မှာသမီး Bates College ကို financial aid ကောင်းကောင်းနဲ့ရပါတယ်။သမီး Bates College ကနေရခဲ့တဲ့ financial ကတစ်နှစ်ကိုဘယ်လောက်ရလဲဒေါ်လာအပြင်ဆိုရင်တစ်နှစ်ကို8000လောက်ရမှာတင်တယ်ဆရာ။ Michelle ထွက်ကြောင်းကိုပြီးတော့ဒီဆောင်ဆွေးနွေးပြတဲ့ခါမှာသမီးငယ်ဖြစ်တဲ့ Melissa ထွက်ကြောင်းအောင်လည်းကျွန်တော်တို့ဒီဆောင်မေးမှန်းကြလိုက်အောင်နော်။သမီးငယ်ကကိုမိတ်ဆက်ပါ။သမီးဒီနိုင်ငံကိုဘယ်တော့မှဆက်ရတာလဲ။ဘယ်ကျောင်းမှာဆက်တက်ခဲ့လဲ။နောက်ပြီးတော့သမီးဖြတ်တန်းခဲ့ပညာရေးမှတ်တမ်းလေးတစ်ခုကြောင်းပြပြပေးပါဟုတ်ကဲ့သမီးကတော့ Melissa ပါသမီးအမေရိကန်သမီးလည်း2018မှာရောက်ပါတယ်သမီးကအဲ့တုန်းကတော့9တန်းလောက်တောင်းရောက်လာတော့ဟုတ်ကဲ့ပြီးတော့သမီးက middle school ကနေစတက်တာပါပြီးတော့အဲ့ကနေဆရာတို့တွေ့ရ middle school မှာဟုတ်middle school ကတော့ William McKinley ကိုသွားခဲ့ပြီးတော့ high school ကျတော့သမီးမလို့ telecommunication ကိုသွားရဟုတ် very good ရဲ့ဒီမြန်မာပြည်ကနေလာခဲ့တဲ့အချိန်ကလည်းတကယ်ဆိုလို့ရှိရင် middle school ပြီးကစားပါเนาะဒီဘက်ကိုရောက်လာတော့ high school မြောက်တယောက်မှဖြစ်လာတာဟာဒီလမ်းကြောင်းတစ်ခုမတူညီတဲ့ပုံမှာပေါ့เนาะသမီးဘယ်လိုမျိုးညှိယူဖြစ်တန်းခဲ့ရလဲနောက်ပြသမီးဘာတွေတွေ့ခဲ့ရလဲဒီနိုင်ငံပညာရေးကမြန်မာပြည်ပညာရေးဒီကဘယ်နေရာမှာကွာခြားလဲဟုတ်စီကွာခြားရတယ်ဆိုတော့ဗမာပြည်မှာတော့သမီးတို့တွေကစာတွေကိုကြက်ရင်ဆရာမတွေသင်ပေးတဲ့အတိုင်းအကုန်လုံးပေါ့နော်တစ်လုံးမှမကြမ်းမနဲ့အကုန် memorize လုပ်ရတာပေါ့ဆရာဒါပေမဲ့USA တဲ့ရောက်လာတော့သူတို့ကျောင်းကနေမှာသူတို့စာအုပ်တွေပေးတယ်စာတွေအခန်းထဲမှာသင်ပေးတယ်ဒါပေမဲ့သူတို့လည်းကိုယ့်ဘာကို self study လုပ်ကိုယ့်ဘာကိုဘယ်လိုမှတ်မိတယ်လို့ကိုနီကိုဟန်နဲ့စာကြက်ပြီးရင်သူတို့ပြီးတော့အခန်းထဲမှာလည်းကိုယ့်ဘာကိုပေါ့နော် participate လုပ်ပြီးတော့ဆရာမတွေကမ participation ကို encourage လုပ်တယ်ဆရာ very good အဲ့တော့သမီးအနေနဲ့ဒီဘက်ရောက်လာပြီးတော့စားလိုက်တဲ့အချိန်မှာဆက်စချင်းမှာတော့သမီးအခက်အခဲရှိမှရှိမှာနော်ဒါပေမဲ့ဘယ်ချိန်လောက်ကစပြီးတော့သမီးကိုဒီနိုင်ငံရဲ့ပညာရေးစနစ်ထဲကိုအေးစစ်စစ်လေးစီးမျောသွားပြီးတော့သမီးယူစားပါဟုတ်ဆရာအဲ့တော့နည်းနည်းခက်ခဲရပါတော့ဆရာသမီးလည်းဒီအကြောင်းနေအကြောင်းမသိဘူးဘယ်လို navigate လုပ်ရမလဲလည်းမသိဘူးဆရာဒါပေမဲ့10တန်း9တန်း10တန်းသမီးဒီဘယ်လို research ကြရမလဲဘယ်လိုစာချက်ဖို့နည်းရှာမလဲဘယ် material တွေရှာမလဲဆရာမတွေနဲ့ဘယ်လိုအကူအညီတောင်းပြီးတော့ကိုယ့်ဘာသင်ရတွေကို understand အောင်လို့လုပ်ရမလဲဆိုတော့တည်လာတဲ့အချိန်ကကိုရန်10တန်းလောက်မှရောက်ပါတယ်ဆရာကောင်းတဲ့အဖြေတွေပါပဲသမီးအဲ့ဆိုလို့ရှိရင်သမီးကိုတက္ကသိုလ်မလျှောက်ခင်အရေးကြီးတဲ့မှတ်တမ်းတွေပေါ့နော်တက္ကသိုလ်ကိုလျှောက်မယ်ဆိုလို့ရှိရင်အခုဒီမှာဆရာတို့ဆိုလို့ရှိရင်ဒီပညာရေးလောကထဲမှာအများနဲ့မှာနော်ပြောနေကြတာကိုဗစ်ကာလပြီးတဲ့နောက်ပိုင်းမှာ SAT ဆိုတာဖြည့်ရမလို့ SAT မပါလဲရတယ်ဘာညာနဲ့ဖြည့်ခဲ့ကြတယ်သမီးတော့ SAT ဖြည့်ခဲ့လားဘာကြောင့် SAT ဖြည့်ဖို့သမီးဆုံးဖြတ်ခဲ့လဲသမီးတော့ဖြည့်ခဲ့ပါတယ်ဆရာ SAT ဖြည့်သမီးအမှတ်ကောင်းကောင်းရလို့ရှင်တောင်းကောင်းကောင်းရဖို့ပို chance များလာမယ်ဆိုတော့သမီး SAT နဲ့ boost လုပ်ချင်လို့ဖြည့်ခဲ့ပါတယ် very good သမီးအဲ့တော့သမီးအဲ့ဒီကျောင်းအတွက်ပြင်ဆင်နေတဲ့အချိန်မှာရောသမီး AP တွေရောသမီးယူခဲ့မှာပါနော် AP ဘယ်နှခုလောက်ယူခဲ့လဲဘာ subject တွေယူခဲ့လဲသမီး AP သမီးမှတ်မိတာတော့ AP US history ယူခဲ့ရဆရာပြီးရင် AP physics ရယ်ပြီးတော့ AP literature
ပြီးတော့နည်းနည်းတခြားဟာတွေလည်းနေပြီဆက်သိနေမှာပြီ ဒါပါတော့အဲ့ဒါတွေကသမီးကျောင်းကချပေးရလားသမီးရဲ့ရွေးချယ်မှုနဲ့ရွေးခဲ့တာလား ဟုတ်သူတို့အကြောင်းကချပေးတဲ့ဟို list ကနေသမီးကြိုက်တာယူရပါ သမီးတက်ခဲ့တဲ့ high school ကျောင်းနာမည်ကဘာလဲသမီးအဲ့ကျောင်းမှာတက်ရတာဟောဘယ်လိုမျိုးလေးခန်းစားချက်ရှိလဲ ဟုတ်ဆရာသမီးကျောင်းနာမည်ကတော့ High School of Telecommunication Arts and Technology ပေါ့နော်ဆရာသမီးကျောင်းမှာတော့သမီး environment လည်းကြိုက်ပြီပေါ့နော်လူကလည်းအလောက်မများတော့ဟိုဒီအရင်ကိုယ့်ဘာကို focus လုပ်လို့ရပါပေါ့ဆရာပြီးတော့ဆရာမတွေလည်းကောင်းတယ် supportive ဖြစ်တယ်ဆရာပြီးတော့စာလည်းလိုက်နိုင်တယ်ဆရာပြီးတော့ extracurricular လုပ်ဖို့လည်းအရင် very accessible ပါအဲ့တော့သမီးမမကိုတော့ခုနကမေးခဲ့ပြောပါယူနော်ဒါပေမဲ့သမီးရဲ့ရှူတောင်ကိုလည်းကြည့်ရပါနော်သမီးမမကကျတော့ရှစ်တန်းကနေကိုယ်တိုင်ကုန်သွားတဲ့အခါကျတော့ high school ကိုရောက်သွားတဲ့အချိန်လားသမီးကကျတော့ဒီက middle school မှာတော်တော်လေးမမနဲ့ဆိုင်ပူကြကြနေလိုက်ရတယ်ပေါ့အဲ့တော့ဒီနိုင်ငံပညာရေးကိုသမီးလိုက်ရတဲ့အခါမှာဘယ်လိုခက်ခဲရှိလဲနောက်သမီးဓာတ်တွေကိုဘယ်လိုမျိုးရင်ဆိုင်ကျော်သွားခဲ့လဲသမီးရဲ့အဲ့လိုအရွယ်ပေါ့နော်9နဲ့6နဲ့အရွယ်လေးနဲ့ပေါ့အဲ့တော့မှတ်မိခဲ့တဲ့နေရာသမီးပြန်ပြီးတော့ပြပြကြည့်ပြီးတော့အခက်အခဲတူကသူက at first ကတော့ language barrier because သူကညီမလည်းအင်္ဂလိပ်စာသင်ခဲ့ဒါပေမဲ့ဒီမှာကျတော့ it's not like မတူဘူးလေ like it's like more like like သူက casual စကားပြောရတယ်သူတခါမှမပြောမသင်ခဲ့ဘူးလေရန်ကုန်မှာကျတော့ British English ဆိုတော့ဒီရောက်လာတော့တကယ်ခက်တယ်သူကဟို formal ပြောရင်တကယ်ချင်းကနားမလဲ because they are casual လို့ပြောတယ်ကျတော့ဟုတ်အဲ့အခက်တယ်ဒါပေမဲ့ဆရာမရနာတော့ luckily ဆိုတော့စကားပြောနိုင်မှာဟုတ်တချို့မိဘတွေကြောင့်လည်းစိတ်ပူရအောင်နော်ငါတို့သားသမီးတွေ high school တွေရောက်သွားလို့ရှင်ငါတို့တွေကလေးတွေ bully လုပ်မှာစိုးရိမ်နေပါတယ်ဖြစ်တယ်သမီးမှာအဲ့လိုမျိုးဟိုဖြစ်ရည်ရှိခဲ့လားအဲ့လိုမျိုးဟာရှိခဲ့လို့ရှင်သမီးဘယ်လိုမျိုးကြော်လာခဲ့လဲသမီးကတော့မရှိခဲ့ဘူးဟုတ်အဲ့တော့သမီး9ရောက်ဆိုတော့ I don't want တကယ်ချင်းလို့လွယ်တယ်ထင်တယ်ဟုတ်လူတိုင်းက friendly ဖြစ်ပြီးတော့ဒီ approach လုပ်ရဆိုတော့သမီးတို့လည်းသမီးစီလာကြ because they were curious like oh ကျောင်းသားဆိုတော့သမီးစီလာကြသမီးကတော့အဲ့လိုမျိုးဘူလီလောက်ခံရတော့မခံခဲ့ဘူးဟုတ် activity တွေသမီးကျောင်းမှာဘာတွေလုပ်ခဲ့လဲဘယ်လို club တွေဘယ်လို membership တွေဘယ်လို volunteer activity သမီးလုပ်ခဲ့လဲဟုတ်ဆရာသမီးပထမကျောင်းစတက်တုန်းက high school စတက်တုန်းကသမီး9တန်း10တန်းလောက်တုန်းက chess badminton club လို့ဝင်ပြတ်တယ်ဆရာဒါပေမဲ့သမီးတို့ covid ဖြစ်ပြီးတော့သမီးကျောင်းကြောက်မှာအချိန်နဲ့နေလာ17တန်းလည်းရောက်17တန်းလည်းရောက်လာတော့သမီး student government ဝင်လျှောက်တယ်ဆရာအဲ့တော့သမီးအဲ့မှာလည်း position ရတဲ့ secretary အနေနဲ့ရတယ်ဟုတ်ဆရာဟုတ်ပြီးတော့သမီးtennis team နဲ့ဝင်တယ် club activity နဲ့သမီးရဲ့ကျောင်းစာရေးနဲ့သမီးဘယ်လိုမျိုးbalance ဖြစ်အောင်ချိန်ညှိခဲ့ရတယ်ဟုတ်ဆရာကျောင်းစာတွေကတော့ဟို final နီးလာရင်တော့ပုံများလေရှိရပါတော့ဆရာဒါပေမဲ့သမီး regular basis မှာဟိုမှာသမီးဒီအချိန်မှာမလုပ်မယ်ဟို tennis practice ဆိုရင် tennis practice သွားမယ်ပြီးရင် student government လုပ်ရမယ်အချိန်ဆိုရင်အင်စာပြီးသွားရင်လုပ်မလားအင်စာမလုပ်ခင်ရင်ရှင်းလိုက်မလားသမီးဆုံးဖြတ်ပြီးတော့မှအကုန်စာတွေလည်းပြီးအောင်လုပ်ပါရဆရာကောင်းတာပါအဲ့ဒါသမီးအတွက် time management skill တွေကသမီးတတ်လာတာပါနော်အဲ့ဒီမှာလည်းအခု high school က telecommunication ရောက်သွားတယ်ရောက်သွားပြီးတော့ high school မှာသမီး subject တွေလိုက်တဲ့အခါမှာမြန်မာပြည်နဲ့တော့ဟိုပါဘောနော်မတူဘူးပေါ့နော်ဒါပေမဲ့သမီးတဖြည်းဖြည်းနဲ့ဒါတွေကိုညှိယူသွားတဲ့အခါမှာသမီးဘာတွေကိုဒီမှာသင်ဖြစ်တယ်ဆရာသိတယ်တော့သမီးကတဖြည်းဖြည်းနဲ့ကျောင်းသားတွေမကောက်ဘူး extracurricular activity မှာလည်းသမီးအများကြီးဟိုပါဝင်ပတ်သက်မှုတွေရှိတာကိုသိရပါတော့အဲ့တော့ဒါမျိုးတွေဖြစ်ဖို့အတွက်သမီးကဘယ်လို guideline တွေရခဲ့ရလဲဘာကြောင့်ဒီလိုမျိုးတွေပါဝင်ပတ်သက်ဖို့ဝင်ပြီးတော့တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်ဖို့ဆုံးဖြတ်နိုင်ခဲ့တယ်ဟုတ်သမီးရဲ့အကြီးဆုံးအချက်ဒီ extracurricular ဝင်လာကြတော့သမီးရဲ့ resume တွေပေါ့နော်အားလုံးကတော့ and then ပြီးတော့သမီးကစိတ်လုံးဝင်စားတယ်ပထမဆုံးဝင်ခဲ့ theater မှာသမီးဒီအပြော်သွားရင်ဆရာမလုံးဝလားဆိုပြီးတော့သမီးကို manager ရောပြီးတော့သမီးအဲ့ကနေစပြီးတော့နှစ်လောက်လုပ်ခဲ့ရဟုတ် like it was something new so like အဲ့တော့ပြောဖို့ကောင်းတယ်ဟုတ်ပြီးတော့နောက်ကြတော့သမီးမမလိုမျိုးသမီးလည်း student government မှာ interest ဖြစ်ခဲ့တော့သမီးလည်းဝင်ပြိုင်ပြီးတော့ secretary ရောရခဲ့ဟုတ် the secretary ရောရခဲ့ဟုတ်ကျောင်းစာနဲ့အဲ့ extracurricular ကြားရမှာသမီးဘယ်လိုမျိုးအချိန်တွေကိုညှိယူခဲ့လဲသမီးကတော့ I had to get my work done so that ကျောင်းမှာ free period တော့ပါလို့ရှင်သမီးအဲ့မှာအင်စာရှိရအင်စာအရင်လုပ်လိုက်တယ်ပြီးလို့ရှင်သမီး club ကိုသွားရဲဒါမှမဟုတ်တကယ်နဲ့ hang out လုပ်တယ်ပြီးအိမ်ပြန်လာရဲပြီးရင်စာနဲ့ထပ်လုပ်လိုက်တယ်ပြီးရင်I just like do my other stuff so yeah okay ကောင်းပါတယ်ဒါဆိုလို့ရှိရင်အခုလက်ရှိသမီးတက္ကသိုလ်ရောက်သွားတဲ့အခါကျတော့
ကျောင်းနေရှောင်းနေပုံလေးသမီးရွေးချယ်တဲ့အခါမှာကျောင်းနေကအမေရိကန်မှာကျောင်းပေါင်း4000ကျော်လောက်ရှိတာပေါ့နော်အဲ့ထဲမှာတစ်ဆင့်သမီးကဘယ်လိုမျိုးအချက်လက်တွေပေါ်မူတည်ပြီးကျောင်းတွေကိုရွေးချယ်လဲဘာကြောင့်ဒီလိုအချက်လက်တွေနဲ့ကျောင်းကိုရှောက်ရင်ကောင်းမယ်လို့သမီးထင်ခဲ့ရတယ်ဒါလည်းအားလုံးသိအောင်သမီး share ပေးပါ ဟုတ်စီသမီးကျောင်းလျှောက်တုန်းကရွေးချယ်တဲ့အချက်လက်တွေကတော့ဟို financial အချက်လက်တွေလည်းပါပါတယ်ဆရာ need blind need based ကိုသမီးလျှောက်တယ်ပြီးတော့အဲ့ဒါအပြင်သမီး student teacher ratio တို့ school size တို့ပြီးတော့သူတို့ extracurricular တွေ major တွေအကုန်လုံးကြည့်ပြီးလျှောက်ပါတယ်ဆရာအခုသမီးရဲ့ကြားထားတဲ့ကျောင်းကတစ်နှစ်ကို8000ကျော်လောက်ရှိတယ်ဆိုတော့ပုံမှန်မိသားစုတယောက်အနေနဲ့ဆိုရင်တက်နိုင်ဖို့မလွယ်ဘူးပေါ့လေဒါပေမဲ့သမီးဘာကြောင့်အဲ့ကျောင်းကိုဘယ်လိုယုံကြည်ချက်နဲ့သမီးရွေးချယ်ပြီးလျှောက်ခဲ့တာဟုတ်သမီးကအဲ့ဒီကျောင်းပထမဆုံးထွက်လာတဲ့ result တွေမှာပါတယ်လေဆရာပါတော့သမီး package တွေလည်းသူတို့သမီးကိုပေးတယ်သမီးတေချာကြည့်တယ်ပြီးတော့တခြားကျောင်းတွေလည်းထွက်လာတဲ့အချိန်စောင့်ကြည့်ပြီးတော့သူတို့သမီးကိုအဲ့လိုမျိုးပေါ့နော်သမီးပညာရေးအတွက်သူတို့အဲ့လောက် invest လုပ်မယ်ဆိုတော့သမီးလည်းသူတို့ယုံကြည်ပြီးတော့သမီးအဲ့ကျောင်းကိုသွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဆရာကောင်းပါပြီအခု high school ကနေတဆင့် college တွေကို shopping ကဆုံးဖြတ်တဲ့အခါမှာသမီးတက်တဲ့ college တွေကိုဘယ်လိုအချက်လက်တွေပေါ်မူတည်ပြီးရွေးချယ်တာလဲသမီးကမမပြောသမီး need based need blind တို့သမီးတို့ it became more of a priority because သမီးဆန်တော့သမီးဖေဖေကဆုံးတော့သမီးမမေရတဲ့အလုပ်သိမ့်မလုပ်နိုင်တော့ financial ကလိုရလေဟို financial မြန်အကြောင်းဘယ်လိုလဲI thought like I can aim for schools like cuz like but something this year သိမရဘူးကျွန်တော်ဒါပေမဲ့မမရအရှိရနေပြီးတော့7000ကျော်လောက်သူကျောင်းကောင်းမှရတော့သမီး I became motivated like oh မမလည်းရနိုင်သမီးနဲ့ဖြစ်နိုင်တယ်ဆိုပြီးတော့ so I tried to like သမီးလည်း new business ပိုင်းနဲ့ touch ရတယ်ပြီးတော့ကြိုက်တဲ့ကျောင်းနဲ့ရှောက်တယ်ဟုတ်အဲ့တော့သမီးရှာတဲ့ new business ပိုင်းကျောင်းတဲ့ချိုးတွေကဟောဒီနယူးယောက်မြို့ပါလားဒါမှမဟုတ်တခြားမြို့တွေကတခြားပြည်နယ်တွေရှိလားသမီးကတော့သမီးက New York ကိုပဲ focus လုပ်ခဲ့ပါဆိုတော့သမီးကအိမ်နဲ့မွေးတိတ်မွေးကြုံ cuz မမလည်း out of state မှာဆိုတော့သမီးက I try to stay ထဲမှာနေချင်တယ်တခြားလုပ်ခဲ့ဟုတ် so အဲ့တော့သမီးကိုကျောင်းကိုရှောက်တဲ့အခါမှာဒီဈေးကြီးမှန်းသိပေမဲ့လည်းဒီကျောင်းကြီးကိုရှောက်ပြီးကျောင်းကလည်းသမီးကိုသဘောကျလို့သမီးမှသူတို့လိုချင်တဲ့အရေးချင်းတွေရှိလို့ပေါ့နော်အဲ့တော့အဲ့အချက်လက်တွေကဘယ်ချက်တွေကအသမီးကိုထင်ပေါ်သွားစေလို့ထင်တယ်သမီးကိုသူတို့တတိထားမိသွားစေလို့ထင်တယ်သမီးချင်တာတော့သမီးရဲ့ academic နဲ့ extracurricular balance လုပ်ခဲ့တာကိုသူတို့ I think သူတို့အဲ့ဒါထင်ပေါ်သွားတယ်ထင်တယ်ဘာလို့ဆိုတော့သမီးကextracurricular တွေဟို very involving ပြီးတော့ခက်တဲ့ဟာကိုသမီးလုပ်ခဲ့တယ်ဒါပေမဲ့သမီးရဲ့ grades ကိုသမီး maintain ခဲ့ပြီးတော့marking period average က100လောက်ရှိအောင်သမီးအမြဲစူးစမ်းခဲ့တော့အဲ့နာ balance လုပ်ခဲ့တာသူတို့မြင်သွားတယ်ထင်တယ်ဟုတ်ပြီသမီးအဲ့တော့သမီးessay လည်းကောင်းကောင်းရေးခဲ့တာပေါ့ essay ဆရာနဲ့သမီးကောင်းရေးခဲ့ဟုတ် admission essay ကိုသမီးဘယ်လိုမျိုးပြင်ဆင်ခဲ့လဲဘာအကြောင်းရတယ်သမီးဟုတ်စီရေးခဲ့လဲဟုတ်ပထမကတော့သမီးသိပြီးတော့ direction မသိဘူးဆရာဘယ်ဟာရေးရမလဲဘယ်လိုရေးရမလဲပေါ့နော် appealing ဖြစ်အောင်ဘယ်လိုရေးရမလဲတော့မသိဘူးဆရာဒါပေမဲ့ဆရာတို့နဲ့သမီးတို့ရေးတော့သမီးတကယ်ရေးချင်တာရဲ့ဟာတွေဟို topic တွေထွက်လာတာပေါ့ဆရာအဲ့တော့သမီးနှစ်ခုလောက်ရေးပြတဲ့ထင်တယ်ဆရာသမီးပထမတစ်ခုကတော့သမီးတို့ family အကြောင်းရေးရပေါ့နော်ဆရာ family ကသမီးရဲ့ဘယ်လိုမျိုး stem လုပ်တယ်ဆိုတော့သမီးကိုဘယ်လို support လုပ်လဲဆိုတော့ရေးရဆရာပြီးတော့နောက်တစ်ခုကကျတော့သမီးဒီလိုမျိုးပေါ့နော် specific event လေးအကြောင်း inspiring ဖြစ်အောင်ရေးလိုက်တယ်ဆရာ Bangkok တော့ဟို parasailing လုပ်တာရေးလိုက်ပါတယ်ဆရာ very good သိရတဲ့အတွေ့အကြုံဘယ်လိုရှိလဲအခုကျောင်းသားတွေဆိုရင်လည်းအစိရေးရမယ်ဘာရေးရမှာလဲဘယ်လိုရေးရမှာလဲဖြစ်တယ်သမီးရဲ့အတွေ့အကြုံလေးပြရတယ်နော်သမီးလည်းပထမဆုံးစဉ်းစားခဲ့ဘာလို့ဆိုကျောင်းမှာသင်ခဲ့တာဟို generic ဖြစ်တဲ့ဟာတွေဒါရမရအောင်ဒီရမယ်ဟာအဲ့ video ကြည့်ခဲ့ပြီးတော့သမီးကအဲ့လိုမျိုးဟို event တို့ဘာလို့အဲ့လိုသိမရှိဆိုနေခက်တော့ခက်ခဲ့ဒါပေမဲ့သမီးဆရာနဲ့စကားပြောဆရာဖေးအကြောင်းလက်လာလေးလို့ရှင်ရနိုင်မယ်လို့ထင်တယ်သမီးဖေးအကြောင်းရေးခဲ့ဟုတ်ကောင်းပါတယ်ဟုတ်တယ်အဲ့တုန်းကဆရာတို့တွေတိုင်ပင်ခဲ့တဲ့မှာလည်းသမီးရဲ့အကြောင်းနဲ့ဆရာဆွေးနေတာအစီအချင်းချင်းရေးခဲ့ရတယ်နော်ဟုတ်အချင်းချင်းရေးခဲ့ရတယ်နောက်ဆုံးမှာတော့သမီးနဲ့စိတ်ကိုထိသွားစေမယ့်အရာတစ်ခုကို emotional ဖြစ်စေမယ့်အရာတစ်ခုအဲ့တခုဆရာတို့ဆွဲပဲဒီချက်ကနေသမီးဘယ်လိုမျိုးဘဝကိုပြန်ပြီးတော့ရက်တည်နေအောင်ကြိုးစားလဲဆိုတော့ဆရာတို့ပြန်ပြီးရေးရတာကောင်းပါတယ်သမီးအဲ့တော့ဒီဗီဒီယိုကြည့်ရှုအားလုံးတော့လည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ကဲဆရာတို့ရဲ့ sample လေးနဲ့အဆုံးသတ်လိုက်အောင်ဒီလေးနဲ့ achieve